တခါတော့ကရာဇာလို့ခေါ်တဲ့လယ်သမားတူရှိခဲ့ပါတယ်သူကစိတ်လန့်တဲ့လယ်ကွင်းတွေတစ်ပင်မြင့်နေတဲ့ဝန်းရံနေတဲ့ရောင်ငယ်လေးတွေမှာနေထိုင်ပါတယ်ရာဇာမှာစိတ်တွေအများကြီးပိုင်ဆိုင်ထားကစိတ်ချရတဲ့စိတ်နှုတ်တွေကိုရွာထဲမှာရောက်ပြီးစီးပွားရေးအဆင်ပြေနေခဲ့ပါတယ်ရွာတွေကလူတွေကသူ့ကိုအားကျနေကြပြီးအိမ်နီးနားချင်းတွေကလည်းရာဇာကိုမင်းကြည့်ရတာကံကောင်းလိုက်တာကွာမင်းမှာတာမဆုံပြေတဲ့စိတ်တွေရှိတယ်ပြောတာကောင်းတဲ့လဲတွေရှိတယ်လို့မကြခဏပြောလို့ရှိပါတယ်ဒီလိုနဲ့တနေ့မှာတော့သူ့ channel မှာရှိတဲ့စိတ်ချမ်းမှာအကွဲကြောင်းငယ်လေးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်သူစနေကမြင်တဲ့အခါရာဇာကိုပြပြီးစိတ်တွေလွတ်ထွက်မသွားခင်ဒါကိုပြင်လိုက်ပါအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါရာဇာကရဲလိုက်ပြီးသူစနေကိုဒီလောက်နဲ့ဘာမှမဖြစ်ပါဘူးမနေ့ပြန်ကြမှာပဲပြင်လိုက်ပါမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ဒါပေမဲ့သူဟာနောက်နေ့မှလည်းစိတ်ချမ်းကိုမပြုတ်ပြင်ခဲ့ပဲအချိန်ဆွဲနေခဲ့ပါတယ်ရန်နေငယ်ကြတော့အကွဲကြောင်းလေးကပိုကျလာပြီးစိတ်တွေကအချင်းချင်းတိုးဝေးတဲ့အတွက်တစ်သားချက်တစ်ခုကခြောင်သွားပါတယ်သူ့စီကိုလာတဲ့တငယ်ချင်းတယောက်ကရာဇာကိုမင်းအခုချိန်မှာစိတ်ချမ်းကိုမပြုတ်ပြင်ဘူးဆိုရင်ဒီနေ့ကျရင်မင်းရဲ့စိတ်တွေကအကုန်လွတ်ထွက်ပြီးပျောက်သွားလိမ့်မယ်လို့တတိပေးခဲ့ပါတယ်ဒါပေမဲ့ရာဇာကစိတ်ချမ်းမှာပြတ်တာကအသေးမွားလေးပါကွာစိတ်ပူစရာမလိုပါဘူးဆိုပြီးပြန်ပြောခဲ့ပါတယ်ချန်စီယိုကိုပြင်မဲ့အစားရွာထဲကတခြားလူတွေနဲ့စကားပြောရင်းအချိန်ကုန်နေခဲ့ပါတယ်တညမှာတော့မိုးတွေရမ်းရွာပြီးလေတွေတက်ခတ်လာခဲ့ပါတယ်စိတ်တွေကလည်းကြောက်လန့်တကြားနဲ့တိုးဝေရင်ချန်စီယိုဟာပွင့်ထွက်သွားပါတော့တယ်စိတ်တကောင်ကချန်ပီယံဘက်ကိုထွက်သွားတာနဲ့တခြားစိတ်တွေကလည်းလိုက်ပြီးပြေးထွက်သွားပါတော့တယ်မနေ့မိုးလင်းတဲ့အခါရာဇာဟာနှုတ်ညစ်ဖို့စိတ်ချမ်းကိုလာတဲ့အခါမှာတော့ပုံဝန်းကျင်ကတိတ်ဆိတ်နေပြီးစိတ်ချမ်းထဲမှာစိတ်တွေတကောင်မှရှိမနေတော့ပါဘူးသူဟာလက်ကွင်းတစ်ချက်ကိုလက်ရှာခဲ့ပေမဲ့စိတ်တည်ရဲ့အေးရောင်ကိုတော့မမြင်ရပါဘူးစိတ်တဲ့ကြစွာနဲ့အိမ်ကိုပြန်လာခဲ့ပြီးအကွဲเจ้าငယ်လေးကလည်းပျက်စီးသွားတဲ့ချန်စီယိုကိုရက်ကြည့်နေခဲ့ပါတယ်စိတ်တွေမရှိတော့ဝင်ငွေမရှိတော့ပါဘူးဝင်ငွေမရှိတော့ပြီးတဲ့ဆိုင်ဖို့မျိုးစေ့လည်းမဝယ်နိုင်တော့ပါဘူးတချင်ကသူ့ကိုချီးမွမ်းခဲ့တဲ့အင်းကြီးတွေကသူ့နောက်ွယ်ကနေရာဇာဟာသူ့ရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖျက်ဆီးခဲ့တာပဲဆိုပြီးတီးတိုးပြောဆိုကြပါတယ်ရာဇာလည်းဘာလို့ရမှန်းမသိပဲစိတ်ထက်ကြနေခဲ့ပါတယ်ရက်သက်တစ်ပတ်အနေငယ်ကြတဲ့အခါမှာတော့ရွာထဲကအဖိုးတူကသူ့စီကိုရောက်လာခဲ့ပါတယ်အဖိုးကကျိုးပဲ့နေတဲ့ခြံစည်းရိုးကိုကြည့်လိုက်ပြီးရာဇာမင်းကိုပဲရာကဆင်းရဲအောင်လုပ်လိုက်တယ်ဆိုတာမင်းတီလာလို့မေးလိုက်ပါတယ်ရာဇာကဟုတ်ကဲ့ကျွန်တော်မှစိတ်တွေမရှိတော့လို့ပါလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီခါအဖိုးကခေါင်းခါလိုက်ပြီးမဟုတ်ဘူးမင်းရဲ့စိတ်တွေကမင်းကိုဆင်းရဲတော့လုပ်ခဲ့တာမဟုတ်ဘူးမင်းရဲ့သဘောထားကလုပ်ခဲ့တာပဲမင်းကပြဿနာငယ်လေးတွေဟာအရေးမကြီးဘူးလို့ထင်ခဲ့တယ်ခြံစည်းရိုးစပြက်တဲ့ကတိချာပြန်မပြင်ခဲ့ဘူးလက်လက်ချူခံရတဲ့ပြဿနာလေးတွေဟာကြီးမားတဲ့ဘေးဒုက္ခတွေဖြစ်လာစေတယ်ဒီချက်ကိုမင်းဘဝရဲ့ကြာရှိနေတဲ့အချိန်တွေမှာအမြဲမှတ်ထားပါလို့ပြောလိုက်ပါတယ်အဖိုးပြောတဲ့စကားတွေကိုကြားတဲ့အခါရာဇာဟာရှက်ရွံ့စွာနဲ့ကောင်းငုံနေခဲ့ပါတယ်အဲ့ဒီနေ့ညမှာပဲသူဟာအိမ်မပြောနိုင်ခဲ့ပါဘူးသူစိတ်ထဲမှာအဖိုးကိုတတိပေးခဲ့တဲ့စကားတွေကိုစဉ်းစားနေခဲ့ပါတယ်နောက်ထပ်လည်းဒီလိုအမှားမျိုးထပ်မလုပ်တော့ပဲကိစ္စသေးသေးလေးတွေကအစားဂရုတစ်စိုက်လုပ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်လာနေကြပြီးတဲ့နောက်မှာသူ့ရဲ့စ조사အထောက်မှုနဲ့ရွာသားတွေရဲ့အကူအညီတွေကြောင့်ရာဇာဟာစိတ်အသစ်တွေကိုတဖြည်းဖြည်းချင်းဝယ်ယူပြီးသူ့ခြံကိုပြန်လဲတိဆောက်ခဲ့ပါတယ်ဒီဒီချိန်မှာတော့ခြံစည်းရိုးကိုဘယ်တော့မှလက်လူမရှိတော့ပါဘူးမနက်ခင်းတိုင်းခြံစည်းရိုးမှာအကွဲချောင်းနဲ့အားနေတဲ့နေရာတွေရှိမရှိစစ်ဆေးလေးရှိပါတယ်အခုမှဘာလို့ဒီလောက်ဂရုစိုက်နေရလဲဆိုတော့ရာဇာဟာအသေးအမွှားလေးတွေကနေကြီးမားတဲ့ဒုက္ခတွေကိုဖြစ်လာစေနိုင်တယ်ဆိုတာကိုသိရှိသွားလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးရဲ့ဘဝမှာကျိုးပဲ့နေတဲ့ခြံစည်းရိုးတွေရှိကြပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့အမြဲပြောနေမိတဲ့သိငယ်တဲ့လိန်ညာမှုလေးတစ်ခုအနေစီမံသိပေမဲ့လက်လက်ရှူထားတဲ့အကျင့်ဆိုးတစ်ခုကျွန်တော်တို့ဂရုမစိုက်မိတဲ့ကျမ်းမာရေးသတိပေးချက်တစ်ခုပြီးတော့ကျွန်တော်တို့ပြည့်ပြည့်မုံမှန်ဖို့ပြက်ကွက်နေတဲ့
ဆက်ဆံရေးတစ်ခုစတာတွေပဲဖြစ်ပါတယ်ပထမတော့ဒါတွေဟာအရေးမကြီးလောက်အောင်တင်းငယ်တယ်လို့ခံစားရပါလိမ့်မယ်ဒါပေမဲ့တနေ့ကျရင်ကျွန်တော်တို့ရဲ့အရာအလုံးကိုယူဆောင်သွားပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုမေးကြည့်ပါကိုယ့်ရဲ့ဘဝမှာကျိုးပဲ့နေတဲ့ခြံစည်းရိုးတွေကဘာတွေများလဲလက်လူရှုထားတဲ့ပြဿနာတွေကဘာတွေလဲဘာလို့လဲဆိုတော့အခုမပြုတ်ပြင်းမှုဆိုရင်တစ်ချိန်ကျရင်ရာဇာလိုအဖြစ်မျိုးနဲ့ကြုံတွေ့ရပါလိမ့်မယ်ကိုယ့်ရဲ့အကျင့်ကိုပြုတ်ပြင်းပါဆက်ဆံရေးကိုပြန်လဲကုစားပါအကွဲကြောင်းငယ်လေးတွေကိုပြုတ်ပြင်းပြီးမိမိရဲ့ဘဝကိုကောင်းမွန်အောင်တည်ဆောက်ပါကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့တွေအကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်တာကြောင့် like and subscribe လုပ်ထားပေးဖို့အကြံပြုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ